လောကကြံတော်တုတ်တန်မြင်နေရကိုတင်းချိုင်းဖြစ်ကပယ်ဖြတ်တော့မှာမို့အုတ်ဂူတွေကိုပြောင်းရွှေ့ကြဖို့သက်ဆိုင်သူတွေကိုသတိပေးတဲ့ကြော်ညာစာသတင်းစာမှာဖတ်ရတယ်။သိမကြဘူးတင်ပါတယ်။ဂျာနယ်တွေမှာအုတ်ဂူရွှေ့ပြောင်းကြတဲ့သတင်းဓာတ်ပုံတွေကိုတွေ့ရမြင်ရဖတ်လိုက်တယ်။အုတ်ဂူတွေကိုဖြတ်နေကြတဲ့ပုံရိုးစုတွေကိုအိုးတွေထဲမှာထည့်ထားတဲ့ပုံနာမည်ကျော်ရုပ်ရှင်မင်းသားကြီးတစ်ချိန်ကအလွန်လူကြိုက်များခဲ့ပြီးမိမကြီးငယ်တွေရဲ့ပါဇက်ဖျားမှာရေပန်းစားခဲ့တဲ့မင်းသားရဲ့ရိုးစုပုံတွေကိုတွေ့ရတယ်။တစ်ချိန်လုံးကတော့အင်မတန်လှပနှွေ့ပြိုခဲ့ပြီးသူ့အတန်ကိုကြားလိုက်ရရင်ရင်မာဆွဲကြံရအောင်ဆွမ်းဆောင်နိုင်ခဲ့သူတွေပဲ။ခုတော့လေဒီအရိုးစုဟာသူပါလို့ပြောရင်မယုံနိုင်စရာပဲပေါ့။တကယ်ကိုတံဝေကရစရာတရားရစရာပါ။အချိန်လုံးကသူ့ကိုမြင်ဘူးတွေ့ဘူးဖို့သူလာရလမ်းမှာအလူရက်တိုးဝေကြည့်ရှုခဲ့ကြရတဲ့သူတွေကိုသာအခုလိုရိုးစုကြီးလိုက်ပြရင်ဘယ်သူမှကြည့်ရဲကြမှာမဟုတ်ပါဘူးဒီလိုပါပဲအဲ့ဒီမှာအုတ်ဂူတွေကိုရွှေ့ကြပြောင်းကြရမယ်ဆိုတော့တေးတာကြပြီးဖြစ်တဲ့သူတွေကိုဆိုရင်မိလဲမိနေကြပြီမို့အလုတ်ပူတာမို့မသွားကျင်ကြတော့ဘူးဒါဝင်မယူကျင်ကြတော့ဘူးမလွဲတာမရှောင်တာလို့လောက်ကြရတဲ့သူတွေအများကြီးပါဘို့တုန်းကချက်လာပါကြီးရဲ့ညနိုးလာပါကြီးရဲ့လို့ဆိုခဲ့တဲ့သူတွေမခွဲနိုင်ပါဘူးမခွာနိုင်ပါဘူးဆိုပြီးအော်ဟစ်ငိုကြွေးတန်းတာခဲ့သူတွေခုလိုအချိန်တွေကြာညောင်းခဲ့ပြီးမှအုတ်ဂူထဲကအလောင်းကိုပြန်ဖော်ပြီးတော့ရိုးစုတွေမိတကြိုချင်းတကြိုဒါမှမဟုတ်အခြားတုတ်တန်ကိုရွှေ့ပြောင်းပေးရမယ်ဆိုတဲ့အခါမှာတော့ဘာလည်းမကြည့်ချင်ကြတော့ဘူးလေဒီလိုသေးပြီးသွားတဲ့သူရဲ့အုတ်ဂူကိုပြန်ဖော်ပြီးပြန်တကြိုရမယ်ဆိုတဲ့အဖြစ်မျိုးဘသူကမှတွေးခဲ့ကြတာမှမဟုတ်တာဒီဖြစ်ရဟာတကယ်တွေးကြည့်လေလေတံဝေကရလေလေပါပဲတကယ်လားဒါဟာလောကရဲ့သဘာဝနိယာမပဲဖြစ်ပါတယ်တစက်တည်းပဲစက်တွေးဖြစ်ခဲ့တာကလူဟာအသက်ရှင်နေစဉ်ကာလမှာတန်မိုးရှိတာပါကလားကြက်တွေငှက်တွေဘဲတွေဝက်တွေကျွဲတွေနွားတွေဟာတည်သွားတဲ့အခါမှာတန်မိုးမဆုံးသွားဘူးတန်မိုးရှိနေတော့မယ်သူတို့ရဲ့အသားတွေကိုဝယ်ကြတယ်အရေပြားတွေကိုဝယ်ကြတယ်ကြားယိုးကြန့်ကြိုတို့စင်စွယ်တို့ဆိုရင်လေတည်သွားပြီမတန်မိုးရှိနေတာပဲလူကတော့ဒီလိုမဟုတ်ဘူးတိရစ္ဆာန်တွေတည်သွားတဲ့အခါလိုချင်တဲ့သူတွေရှိပေမဲ့လူတည်သွားတဲ့အခါအဲ့ဒီလူတွေကိုဘယ်သူမှမလိုချင်ကြဘူးလိုချင်ဖို့နေသားသားမြင်တော့မမြင်ချင်းကြည့်တော့မကြည့်ချင်ကြတော့ဘူးအမင်္ဂလာဆိုပြီးရှောင်သွားကွင်းသွားကြတယ်အသားကိုလည်းရောင်းလို့မရအရေကိုလည်းဝယ်မဲ့သူမရှိအယိုးကိုလည်းဘယ်သူမှမသုံးကြဘာတစ်ခုမှအသုံးမဝင်တော့တဲ့ဘာတန်ဖိုးမှမရှိတော့တဲ့ခန္ဓာကိုယ်ကြီးဖြစ်သွားတယ်လူဟာတည်ဆုံးသွားတဲ့အခါမှာဘယ်အရာမှတန်ဖိုးမရှိတော့ပါဘူးလူဟာအသက်ရှင်နေစဉ်ကာလမှာသာတန်ဖိုးရှိတာပါကလားဒါကြောင့်အသက်ရှင်နေစဉ်မှာလူဟာတန်ဖိုးရှိအောင်နေသွားဖို့လိုအပ်လာပါတယ်ငယ်တုန်းကကဗျာစာအုပ်တအုပ်ရဲ့အမှားစာမှာထင်ပါရဲ့ဖတ်ဖူးခဲ့တယ်ဂျိမ်းစ်ဘွန်းရုပ်ရှင်မင်းသားရှောင်းကွန်နရီဟာရုပ်ရှင်တကားရရင်ဒေါ်လာသန်းနဲ့ချီရတယ်လယ်ကွင်းထဲကလယ်သမားကြီးတယောက်ဟာသူ့လိုဝင်ငွေဘာကြောင့်မရတာလဲလယ်သမားကြီးရဲ့ဝင်ငွေနဲ့ရှောင်းကွန်နရီရဲ့ဝင်ငွေဟာတူတူမဖြစ်သင့်ပေဘူးလားဆိုတဲ့သဘောမျိုးရေးထားတယ်ဘို့တုန်းကတော့ဖြစ်တင်တာပေါ့လို့တွေးခဲ့မိဘူးပါတယ်ငယ်တွေးကိုကြီးလာတော့မဖြစ်နိုင်တော့ဘူးဆိုတာနားလဲလားရှောင်းကွန်နရီရဲ့တန်ဖိုးနဲ့လယ်သမားကြီးတန်ဖိုးတူမှမတူပဲရှောင်းကွန်နရီကရှာပေးတဲ့ရှောင်းကွန်နရီကြောင့်ရတဲ့ဝင်ငွေကလည်းနည်းမှမနည်းပဲကဘာနဲ့ချီပြီးရတဲ့ဝင်ငွေတွေပဲလယ်သမားကြီးရှာပေးနိုင်တဲ့ဝင်ငွေနဲ့နိုင်ရှင်ကြည့်ရင်ကွာတာဟုတ်ဒီမှာလူတွေဟာငွေအားဖြင့်တန်ဖိုးတွေကွာခြားကြတာတွေ့ရတယ်သူ့ကိုဒီလောက်ပေးရင်ရပါမယ်သူ့ကိုတော့အဲ့ဒီလောက်ဈေးနဲ့ပေးလို့မရတာတွေအများကြီးရှိပါတယ်ဒါတွေဟာငွေအားဖြင့်တန်ဖိုးကွာခြားမှုတွေပေါ့ဒီတော့လူဟာကိုဘလောက်တန်ဖိုးရှိတယ်ဆိုတာသိဖို့နားလည်ဖို့လိုလာတယ်တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်အောင်နေတတ်ဖို့လိုလာတယ်ဒါကငွေကြေးအရမြင်သာထင်သာရှိတဲ့တန်ဖိုးတွေတင်ရှိသေးတယ်ငွေကြေးအရတန်ဖိုးဖြတ်လို့မရတဲ့တိုင်းတာလို့မရတဲ့လူတန်ဖိုးဆိုတာတွေကရှိသေးတယ်ရုပ်ရှင်မင်းသားမင်းသမီးတွေအဆိုတော်တွေကိုသူကဘလောက်တန်ကြီးရှိတယ်သူကတော့ဘယ်ဈေးရှိတယ်ဆိုပြီးတန်ဖိုးဖြတ်လို့ရကောင်းရနိုင်ပေမဲ့အဲ့ဒီလိုငွေကြေးနဲ့တန်ဖိုးဖြတ်လို့မရတဲ့သူတွေကလည်းလောကကြီးမှာရှိကြတယ်နိုင်ငံခေါင်းဆောင်ကြီးတွေအတွေးခေါ်ပညာရှင်ကြီးတွေသိပ္ပံပညာရှင်ကြီးတွေဘာသာရေးခေါင်းဆောင်ကြီးတွေစတဲ့တန်ဖိုးဖြတ်လို့မရနိုင်တဲ့သူတွေလူတချို့ဟာမူလကတန်ဖိုးနည်းနည်းပဲရှိတယ်နောက်တော့တဖြည်းဖြည်းနဲ့တန်ဖိုးမြင့်မားလာပြီးနောက်ဆုံးမှာတန်ဖိုးဖြတ်လို့မရတော့အောင်ဖြစ်သွားတတ်ကြတယ်လူတချို့ကတော့မူလကတန်ဖိုးမြင့်တယ်နောက်တော့တဖြည်းဖြည်းနဲ့တန်ဖိုးရော့ကျသွားပြီးနောက်ဆုံးမှာတန်ဖိုးမဲ့တဲ့လူတစ်ယောက်ဖြစ်နေ
လူလောကတွေကထွက်ခွာသွားကြတယ်။ဒါကြောင့်တန်ဖိုးဆိုရမှာကိုယ့်ဘော်မှာပဲမူတည်နေပြန်ပါတယ်။ကောင်းမြတ်တဲ့လုပ်ရက်မှန်ကန်တဲ့စိတ်ဓာတ်နဲ့ရင့်ထန်တဲ့ကြိုးစားမှုတွေကြောင့်တန်ဖိုးတွေမြင့်လာသလိုမှားယွင်းတဲ့လုပ်ရက်မကောင်းတဲ့စိတ်ထားဆိုးရုပ်တဲ့အကျင့်တွေကြောင့်တန်ဖိုးတွေရုပ်ရော်သွားတာတွေလည်းရှိတယ်။ဒီတော့ကတန်ဖိုးရှိအောင်ဘယ်လိုလုပ်ရမလဲဆိုရင်အလွယ်ပဲဖြေရလိမ့်မယ်။ကောင်းတာတွေကိုလုပ်မကောင်းတာတွေကိုမလုပ်နဲ့။သို့ပေမဲ့ကောင်းတာတွေကဘာတွေလဲမကောင်းတာတွေကဘာတွေလဲဒါကိုတော့ခွဲခြားသိဖို့လိုပေလိမ့်မယ်။ကောင်းတာကိုမကောင်းထင်မကောင်းတာကိုအကောင်းထင်နေရင်လည်းအခက်သားကလား။ဒါကြောင့်တမိုးရှိတဲ့လူတစ်ယောက်ဖြစ်ဖို့ရာမှာအကောင်းဆုံးနှစ်ဖြာကိုဝေဖန်ပန်းချတတ်တဲ့အသိဉာဏ်ပညာရှိဖို့အရေးကြီးပါတယ်။လူတွေငယ်စဉ်ကလေးဘဝတည်းကပညာသင်ခဲ့ကြတာဟာအဲ့ဒီရည်ရွယ်ချက်တစ်ခုတည်းအတွက်ပါပဲ။လောကကြီးမှာဘယ်အရာတွေကောင်းတယ်ဘလို့ကောင်းတယ်ဘလောက်ကောင်းတယ်ဘာကြောင့်ကောင်းတယ်ဘယ်အရာတွေကဆိုးတယ်ဘလို့ဆိုးတယ်ဘလောက်ဆိုးတယ်ဘာကြောင့်ဆိုးတယ်ဆိုတာတွေကိုဝေဖန်ပန်းချတတ်ဖို့ခွဲခြားသိနာလည်ဖို့ပညာသင်ခဲ့ကြတာပဲမဟုတ်လား။တမိုးရှိတဲ့လူတစ်ယောက်ဖြစ်အောင်ကျွန်တော်တို့ကိုငယ်စဉ်တောင်ကြီးကလေးဘဝအရွယ်ကလေးကသင်ကြားပေးခဲ့တာတွေရှိခဲ့တယ်။အခြားမဟုတ်ပါဘူး။ဘာသာရေးဆုံးမတွေပဲပေါ့။ကျွန်တော်တို့ရဲ့ဂျေဇုရှင်ဂေါရမမြတ်စွာဘုရားကကောင်းတာနဲ့မကောင်းတာကုသိုလ်နဲ့အကုသိုလ်ကိုတိတိကျကျပိုင်းခြားညွှန်ကြားပြသပေးခဲ့ပါတယ်။ဘယ်အရာတွေကလုပ်ရမယ့်အရာဘယ်အရာတွေကတော့မလုပ်ရမယ့်အရာ do's and don't ကိုရှင်းရှင်းလင်းလင်းဟောကြားထားခဲ့ပါတယ်။ကောင်းတာတွေမလုပ်နိုင်သေးရင်ထားအောင်မကောင်းတာတွေကိုတော့မလုပ်နဲ့။အဲ့ဒီမကောင်းတဲ့အရာတွေထဲမှာအရင်ဆုံးအရေးကြီးဆုံးရှောင်ကျဉ်ရမယ်မလုပ်ရမယ့်အရာတွေကိုထင်ထင်ရှားရှားတားမြစ်ခဲ့ပါတယ်။လူဟာမကောင်းတာကိုမလုပ်တော့ဘူးဆိုတာနဲ့တပြိုင်နက်တန်ဖိုးတွေမြင့်တက်မလာသေးတဲ့အတိုင်းသိကြတာကတော့တန်ဖိုးရုပ်ရော်မသွားတော့ဘူး။ဒါကြောင့်ဗုဒ္ဓမြတ်စွာဘုရားတားမြစ်ခဲ့တဲ့မကောင်းတဲ့အရာဆိုတာကတော့ငါးပါးသီလပါပဲ။သိကြတယ်သူတစ်ပါးအသက်ကိုတတ်တာမကောင်းဘူး။သူတစ်ပါးပစ္စည်းကိုခိုးတာမကောင်းဘူး။သူတစ်ပါးသားမယားကိုပြစ်မှားတာမကောင်းဘူး။လိန်ညာပြောဆိုတာမကောင်းဘူး။အရက်သေးစာတောက်စားမှုရတာမကောင်းဘူး။ဒါတွေကိုဘုရားကအကြောင်းမဲ့အကျိုးမဲ့တားမြစ်ခဲ့တာမဟုတ်ပါဘူး။လူတစ်ယောက်ရဲ့တန်ဖိုးကိုထိခိုက်စေမဲ့ရုပ်ရော့ညံပြင်းစေမဲ့အကြောင်းတရားတွေမို့မလုံးနဲ့လို့ဟောကြားခဲ့တာပါ။ဆိုတော့ကတမိုးရှိတဲ့လူတစ်ယောက်ဖြစ်ဖို့ရာမှာအခြေခံအကျဆုံးအချက်တွေပဲလို့ကျွန်တော်ယုံကြည်ခဲ့ပါတယ်။တစ်ခါကမိတ်ဆွေအက်ဒီတာတူရဲ့ရုံးခန်းမှာရေးထားတဲ့သေရင်ပြီးပြီဆိုတဲ့စာတမ်းလေးကိုလည်းသတိရမိတယ်။ဟုတ်ပါတယ်။လူကသေရင်ဘာမှလုပ်လို့မရတော့ပါဘူး။ကောင်းတာကိုလည်းလုပ်လို့မရတော့သလိုမကောင်းတာကိုလည်းလုပ်လို့မရတော့ပါဘူး။သူ့ကိုထိခိုက်နာကျင်အောင်လုပ်လို့မရတော့သလိုသူကလည်းဘသူ့ကိုမှထိခိုက်နာကျင်အောင်လုပ်လို့မရတော့ပါ။သေရင်ပြီးပြီဆိုတဲ့စကားဟာတကယ်ကိုတန်ဝေကရစရာပဲ။လူဟာတခြားအရာတွေကိုသတိမရရင်နေအောင်တနေ့ကျရင်သေရမယ်ဆိုတာကိုသတိရနေရင်ကိုအလွန်တန်ဖိုးရှိနေပါပြီ။တနေ့သေရမှာကိုသိတဲ့အတွက်သူဟာအသက်ရှင်နေစဉ်ကာလလေးကိုတန်ဖိုးရှိအောင်အသုံးပြုတော့မယ်။ဒါကြောင့်မဟုတ်တာတွေမကောင်းတာတွေအကျိုးမရှိတာတွေကိုမလုပ်တော့ဘူးဆိုရင်သူဟာတန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်တော့မှာပေါ့။ကျန်တော့သုတ်တန်မှာအဖိုးရဲ့အုပ်ကူနဲ့အဖွားရဲ့အုပ်ကူကိုပြန်ဖော်ပြီးမိသကြိုရာကပြန်လာတဲ့မိတ်ဆွေတစ်ယောက်ကပြောပြတယ်။ဟာဗျာမိသကြိုဖို့တန်းစီထားတဲ့ယူစုတွေကနဲတော့မှမဟုတ်တာ။ကျွန်တော်လည်းရောက်ဖို့ဆိုည9 နာရီတောင်ပြီးပါမလားမသိဘူး။တန်းနိုင်ဘူးဗျာကျွန်တော်မှအလုပ်တွေကလည်းရှိသေးတော့အဲ့ဒီကတောင်းရှိတဲ့လူတယောက်ပတ်စံပေးပြီးမြန်ကြားဖြတ်မိသကြိုပြီးပြန်လာခဲ့ရတယ်။ကျွန်တော်တယောက်ကတော့တေချင်းတရားကိုတော်တော်ကြီးဆင်ခြင်ပစ်ခဲ့တဲ့အတွက်အခုလိုကြံတော်သုတ်တန်ရွှေ့ပြောင်းခဲ့တဲ့ဖြစ်ရပ်ကိုကျေးဇူးတင်နေမိတယ်။ခုဆိုသုတ်တန်အသစ်တွေဖြစ်တဲ့လန်သာယာမြို့နယ်ကပဒံသုတ်တန်မြောက်ကလာပကရေဝေးသုတ်တန်ကိုကျွန်တော်တစ်ခေါက်မှမရောက်ဘူးသေးဘူး။သုတ်တန်အသစ်တွေကမြို့နယ်ဝေးသွားပြီဖြစ်တဲ့အတွက်ကားတွေဈေးကြီးသွားတဲ့အကြောင်းငွေ3000လောက်မှမရှိရင်အာတုပချလို့မဖြစ်တော့တဲ့အကြောင်းစတဲ့သတင်းစကားတွေကိုလည်းဟိုနားတစဒီနားတစကြားနေရတယ်။ဒီနေ့ကလည်းမိတ်ဆွေတယောက်ကရန်ကုန်နောက်ပိုင်းဆေးရုံမှာတည်သွားတဲ့လူကိုတကြိုဖို့စရိတ်မရှိလို့ဘယ်သူမှမလာကြတော့ပဲပြစ်ထားခဲ့ကြတဲ့အကြောင်းပြောပြတယ်။ဟုတ်မဟုတ်မသိရပေမဲ့နေရေးထက်သေရေးခတ်ဆိုတဲ့စကားပြေးမြင်ရောက်မိရင်ဒုဘဝဆိုတာအသက်ရှင်စဉ်အချိန်ကာလသာလျှင်တမိုးရှိတာပါကလားရဲ့လို့တွေးတောနေမိတော့တယ်။တမိုးရှိသောမုဒိတာမဂ္ဂဇင်းအမှတ်3 1990မျိုးမြတ်သူ